ဒီဇလန်လေးကတော့လူမသိသူမသိငရဲခန့်တစ်ခုကြောင့်ပါပဲအိမ်မက်ဆိုးရအစားချမ်းသာခြင်းနဲ့မျောလင့်ချက်တွေနဲ့မြန်မာမြောက်ပိုင်းကိုချေးချလိုက်တဲ့မိန်းကလေးတယောက်ဒါပေမဲ့သူ့ရဲ့အိမ်မက်တွေကဖနှောက်နဲ့တင်ပါတစ်ချက်တည်းမကြခင်ပါပဲပျက်စီးသွားခဲ့ပါတယ်သူဟာလူကုန်ကူးသူတွေရဲ့လက်ထက်ကိုရောက်သွားပြီးအမောင်ထူးတဲ့ကရေလောင်ခံလေးထဲမှာလက်ပြန်ကျိုးတို့ပိတ်လောင်ခံလိုက်ရပါတော့တယ်အစားရေးစားဖြစ်တော့ပြီးသူတို့ခိုင်းတာမှန်သမျှလိုရမဲ့ဇရုပ်တယောက်ဖျောက်စိတ်ဓာတ်ကိုအစိမ့်လိုက်ချိုးနှိမ်ခံနေတာပါဒီငရဲခန်းထဲမှာရုပ်ရည်ချောမောလေးကန်းကျမကစိုးရွားလေးပါပဲရုပ်ချောတဲ့မိန်းကလေးတွေကိုအရင်ဆုံးရွေးထုတ်ပြီးဖျော်ဖြေရေးရိတ်တာတွေစီကိုကုန်ပစ္စည်းတစ်ခုလိုရောင်းစားပေးကြပါတယ်အဲ့ဒီမှာသူတို့ဟာငွေရှာပေးတဲ့စက်ပစ္စည်းတွေဖြစ်ဘဝကိုအဆုံးရှုံးခံပြီးအလုပ်လုပ်ကြရတယ်တကယ်လို့သာခေါင်းမာပြီးညင်းဆန်မယ်ဆိုရင်တော့ပိုရက်ဆက်တဲ့နှိပ်စက်မှုတွေကစောင့်ကြည့်နေပါတယ်ကြားခုံလို့ခေါ်တဲ့နှိပ်စက်တဲ့ခုံမှာချီနှောင်ပြီးဘိုးအား300ရှိတဲ့လက်စစ်ကျင်းဆန်တဲ့တကူလုံးတုံးကားသွားအောင်နှိပ်စက်ကြတာပါနာကျင်မှုတွေကအဆုံးမရှိပဲသူတို့အရှုံးပေးတဲ့အထိစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါဖျက်ဆီးပေးကြပါတယ်ဘယ်လိုမှနားမထောင်တဲ့မိန်းကလေးတွေကိုတော့ခုတင်ပေါ်မှာအသေးချီပြီးရိုးဝက်ဆေးဝါးတွေထိုးသွင်းလိုက်ပါတယ်တတိမိမျောနေတဲ့အချိန်မှာသူတို့ကိုဗီဒီယိုတွေရိုက်ကူပြီးပြီးပကထိုးသေးကြီးဒီစီကိုကုန်ပစ္စည်းအသစ်အဖြစ်ပြသရောင်းချကြပါတယ်ဒါဟာမြန်မာမြောက်ပိုင်းရဲ့အမုံထိုးထဲမှာနေ့စဉ်ဖြစ်ပျက်နေတဲ့ကြောင်မဲ့ဖွေရထိရက်မှန်တွေထဲကအစိမ့်နဲ့တစ်ခုပါပဲ